မင်္ဂလာပါခင်ဗျာအားကစားမှတ်စုအစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့ရဲ့အားကစားအကြောင်းအရာတွေကိုပြောကြရအောင်ပါပထမဆုံးအကြောင်းအရာကတော့မက်ဆီရဲ့ကိုရန်တော်ကလိုဂန်ပေါကိုလက်ဝှေ့ထိုးဖို့စိန်ခေါ်လိုက်တဲ့အကြောင်းရင်းဆုံးပြောပြရစီမနေ့ကမက်ဆီရဲ့ကိုရန်တော်ယာဆင်းချူကိုက YouTuber တစ်ဖြစ်လဲလက်ဝှေ့သမားလိုဂန်ပေါကိုစိန်ခေါ်ခဲ့တာပါလိုဂန်ပေါကမက်ဆီကိုစိန်ခေါ်ခဲ့ဘူးသူပါဒီလိုစိန်ခေါ်မှုတွေရဲ့အစကမက်ဆီထုတ်နေတဲ့ IP အချိုရည် Max Plus ရဲ့ဘူးထုတ်ပိုးမှုပုံစံနဲ့လိုဂန်ဘောထုတ်တဲ့ Prime IP ချွေရဲ့ဘူးကွန်ပုံစံတူနေတယ်ဆိုပြီးလိုဂန်ဘောကဆွဆွဲထားခဲ့တာကနေစတာပါလိုဂန်ဘောကဒီဖြစ်ရပေါ်တရားစွဲဖို့စီစဉ်နေမက်ဆီအနေနဲ့ဒီလိုတရားအစွဲမခံရင်သူနဲ့ဂျိုးဝိုင်းနဲ့မှာလက်ဝှေ့တပွဲထိုးရမယ်ဆိုပြီးစိန်ခေါ်ခဲ့တာမက်ဆီကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှမတုံ့ပြန်ခဲ့ပါဘူးအခုတော့မက်ဆီရဲ့ကွင်းတွင်းကွင်းပြင်ကိုရန်တော်ယာဆင်းကမက်ဆီစားစိန်ခေါ်လိုက်ပါပြီယာဆင်းပြောတာကလိုဂန်နားထောင်ပါငါအခုပြောနေတာကလူတော်တော်များများကလမ်းမှာတွေ့တဲ့အခါဒါမှမဟုတ်ငါရဲ့ message ကိုပို့တာနောက်ပြီးတော့ Instagram မှာ comment တွေလာမှန်းကြတာကမင်းနဲ့ချဖို့ပါပဲအဲ့တော့အခုနောက်ပြန်လှည့်လို့မရတော့ဘူးဒီပွဲကနေထွက်ဖို့နီလန်လည်းမရှိဘူးလာစမ်းပါလူတွေအတွက်ချအောင်ပါဒီလူတွေအတွက်လှုပ်ဖို့လိုတယ်ချအောင်ပါလို့ပြောခဲ့တာပါလိုဂန်ဘောက YouTuber တယောက်ဖြစ်ပြီးလက်ဝှေ့ကိုprofessional ပွဲနှစ်ပွဲထိုးခဲ့ဘူးသူပါအဲ့နှစ်ပွဲမှာသူ့လိုပဲ YouTuber တယောက်ဖြစ်တဲ့ KSI ကိုဒိုင်အဆုံးဖြတ်နဲ့ရှုံးနေခဲ့ပြီနောက်ထပ်ရှင်ပြိုင်နဲ့တခြားပွဲစဉ်တစ်ခုမှာတော့သူကအနိုင်ရခဲ့ပါတယ်လိုဂန်ဘောကကဘာကျော်လက်ဝှေ့သမားမေဝယ်သာနဲ့တရုတ်ပြပွဲထိုးခဲ့ဘူးသူဖြစ်ပြီးအဲ့ဒီပွဲမှာသေရလက်ထွက်ပေါ်ထားသူပါမက်ဆီရဲ့ကိုရန်တော်ယာဆင်းကအမေရိကန်ရေတပ်မှာတာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပြီးအာဖဂန်နစ္စတန်အီရတ်တို့လိုနေရာတွေမှာတာဝန်ထမ်းဆောင်ခဲ့သူပါသူက Miss Martial Arts ကစားသမားတူဖြစ်ပြီးမွေထိုင်းကိုလည်းလေ့လာထားတယ်လို့ဆိုပါတယ်။ယာဆင်းကသူတင်ခဲ့တဲ့ဗီဒီယိုရဲ့အောက်မှာလိုဂန်ဘောကိုရည်ညွှန်းပြီးမင်းဒီ message ကိုရမယ်လို့ငါမျှော်လင့်ပါတယ်။ဒါပြီးရင်ငါတို့ social media ပေါ်မှာစကားပြောတာရက်လိုက်ကြတာပေါ့လို့ရေးခဲ့ပါသေးတယ်။အခုထိတော့လိုဂန်ဘောစီကပြန်လဲတုံ့ပြန်မလာခဲ့သေးပါဘူး။ပြည်သက်တွေလည်းမက်ဆီကိုရန်တော်ရဲ့အတိုက်ခိုက်ကိုကြည်အောင်မျှော်လင့်နေမယ်လို့ထင်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ UFC မှာရှင်ပြိုင်ကစားနေတဲ့ဂျိုရှူအာဗန်ရဲ့နောက်ထပ်ထိုးရမယ့်ပွဲစဉ်ထွက်ပေါ်လာပြီလို့သိရပါတယ်။ Flyweight တန်းမှာအဆင့်7ရှိတဲ့ Bruno Silva နဲ့ကစားမှာဖြစ်ပြီး Van အတွက်အနေငယ်ခက်ခဲနိုင်တဲ့ပွဲလို့ဆိုရမှာပါ။ Bruno Silva က UFC မှာစုစုပေါင်း22ပွဲထိုးသက်ထားပြီး14ပွဲနိုင်6ပွဲရှုံးပြီး2ပွဲသေချထားသူပါ။ Van ကနောက်ဆုံးထိုးတဲ့ပွဲမှာပြိုင်ဘက်ဆူရူရာကိုဒိုင်ဆုံးဖြတ်နဲ့အနိုင်ရပြီးကမ္ဘာအဆင့်14မှာရှိနေသူပါ။16ပွဲထိုးရမှာ14ပွဲနိုင်2ပွဲရှုံးထားသူပါ။ဒီပွဲကိုဂျွန်လမှာရှင်ပြိုင်ထိုးသက်ကြပါမယ်။အခုတော့စူးစိတ်တွေစုခုပြီးပြန်လဲရောက်ရှိလာတဲ့မြန်မာပိုက်ကြော်ချင်းအသင်းအကြောင်းကိုပြောရအောင်ပါရွှေတစိမ့်တစ်ခုငွေတစိမ့်နှစ်ခုကြေးတစိမ့်တစ်ခုရခဲ့တဲ့မြန်မာပိုက်ကြော်ချင်းအသင်းကမနေ့ကညကပြန်လဲရောက်ရှိလာခဲ့ပါတယ်စူးစိတ်တွေရရှိပြီးပြန်လာတဲ့မြန်မာအသင်းကိုကနဦးစုချင်းငွေချီးမြှင့်ခဲ့တယ်လို့လည်းမြန်မာပိုက်ကြော်ချင်းဖွဲ့ချုပ်ရဲ့ Facebook စာမျက်နှာကနေထုတ်ပြန်ခဲ့ပါတယ်အဲ့လိုထုတ်ပြန်မှုမှာစူးစိတ်တွေစုခုရရှိခဲ့တဲ့အမျိုးသားမျိုးသမီးပိုက်ကြော်ချင်းပြိုင်ပွဲဝင်ကစားသမားတွေကိုကနဦးစုချီးမြှင့်ငွေက330ကျော်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့ဒီထုတ်ပြန်ချက်မှာစုထပ်မံချီးမြှင့်တာတွေပြုလုပ်ဖို့ရှိမရှိဆိုတာကိုတော့ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။လေးနိုင်ငံဖိတ်ခေါ်ဖလားမှာဘူဆွဲခဲ့တဲ့မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကတော့စုကြေးငွေ3,900ကျော်ရရှိခဲ့ပါတယ်။အခုတော့2026အာရှဖလားမျိုးသမီးဘောလုံးပြိုင်ပွဲခြေစစ်ပွဲမှာတွဲဆုံရှင်ပြိုင်ကြမယ့်အသင်းတွေကိုဒီနေ့နေ့လယ်မှာမဲခွဲရွေးချယ်ခဲ့ပြီဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းကအုပ်စု C မှာကြောက်နေပြီးဘာရိန်းဘင်္ဂလားဒေ့ရှ်တာမင်နစ္စတန်တို့နဲ့အုပ်စုလည်းကြောက်နေပါတယ်မြန်မာအသင်းအနေနဲ့အုပ်စု6နဲ့လို့ဆိုရမှာဖြစ်ပြီးဒီအသင်းတွေထဲမှာမြန်မာအသင်းကကမ္ဘာအဆင့်အမြင့်ဆုံးဖြစ်ရှိနေပါတယ်မြန်မာအသင်းဟာလက်ရှိမှာကမ္ဘာအဆင့်55မှာရှိပြီးဘာရိန်းအသင်းကကမ္ဘာအဆင့်62မှာရှိနေတာပါဘင်္ဂလားဒေ့ရှ်အသင်းကကမ္ဘာအဆင့်133မှာရှိနေပြီးတာမင်နစ္စတန်ကကမ္ဘာအဆင့်141မှာရပ်တည်နေတာပါမြန်မာအသင်းကလက်ရှိအုပ်စုမှာခြေစွမ်းအကောင်းဆုံးလို့ဆိုရမှာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၄နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာအနိုင်ရဘူဆွဲထားတဲ့အသင်းလည်းဖြစ်ပါတယ်လက်တလုံးမှာဘာရိန်းအသင်းနဲ့တာမင်နစ္စတန်အသင်းတို့ကနိုင်ငံတကာပွဲတွေကစားထားတာမရှိပဲဘင်္ဂလားဒေ့ရှ်အသင်းကတော့2ပွဲကစားရမှာ2ပွဲစလုံးရှုံးနိမ့်ထားခဲ့ပါတယ်ဒီအုပ်စုမှာအမှတ်အများဆုံးရတဲ့အသင်းကဩစတြေးလျနိုင်ငံမှာကျင်းပမဲ့2026အာရှဖလားပြိုင်ပွဲကိုတိုက်ရိုက်ဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်ဒီပွဲတွေကိုမြန်မာအသင်းကအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရရှိထားတာကြောင့်ဒီချိန်မှာဩစတြေးလျမှာအာရှဖလားသွားကစားခွင့်ရဖို့အကောင်းဆုံးခွင့်ရလို့ဆိုရမှာပါအာရှဖလားခြေစစ်ပွဲတွေကိုဇွန်လ23ရက်နေ့ကနေဇူလိုင်လ9ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။အာရှဖလားဆင်နွှဲခွင့်ရဖို့အခြေအနေကောင်းတွေရှိနေတာကြောင့်ကစားသမားတွေနဲ့တာဝန်ရှိသူတွေရဲ့စ조사အားထုတ်မှုကအရေးကြီးတဲ့အခြေအနေကိုရောက်ရှိနေပြီလို့ဆိုရမှာပါ။
ဒီနေ့ရဲ့အားကစားသတင်းတွေကတော့ဒီလောက်ပါပဲအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ် Sport Note Channel လေးကို Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေပရိသတ်များအားလုံးအဆင်ပြေပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ်